အားလုံးပဲမင်္ဂလာပါဒီဘလော့လေးမှာတော့ဘန်ကောက်ကိုဘယ်လိုမျိုးဘာဂျက်ဆေးဖြစ်အောင်သွားခဲ့လဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးပါအောင်နော်ကဲအခုရန်ကုန်လေးစိတ်ကိုရောက်ပါပြီ check in ဝင်ပြီးတော့အပေါ်တက်ပါတော့မယ်နှစ်ယောက်လုံးလွယ်အိတ်တစ်လုံးစီနဲ့ luggage တစ်လုံးပဲပါတယ်ပေါ့နော်ပြီးတော့ရွေးချယ်ဆင်းနေခဲ့တဲ့ flight ကကျတော့ Air Asia သူ့ကို budget airline လို့လည်းခေါ်ကြတယ်ပြီးတော့ဆိုရင်နှစ်ယောက်အသွားပြန် extra baggage မပါဘဲနဲ့6968ဘတ်ကျတယ်ပေါ့နော်မြန်မာငွေနဲ့ဆိုရင်တော့သူက9သိန်းခွဲဝန်းကျင်လောက်တော့ရှိရပေါ့စက်တင်ဘာလောက်လည်းခဲကဖြတ်ထားဆိုတော့အဲ့တုန်းကဘတ်စီက85 89လောက်ပဲရှိရပေါ့နော်ပြီးတော့တနင်္လာကျော်လေးပဲစီရဆိုတော့ပြီးတော့စားတောက်တွေလည်းမမထားဘူးအခုဒီမောင်းလေးစိတ်ကိုရောက်ပါပြီဘောကတော့ချလန်လုံးအိပ်ဖြောလာပါတယ်အခုလေးစိတ်ကနေပြီးတော့ငားထားတဲ့နေရာကို Apple Bus စီးပြီးသွားပါမယ်နောက်တစ်ဆင့် bus ကားနဲ့သွားခဲ့ရပေါ့နော်ဘန်ကောက် bus တွေပေါ်မှာတော့ spare တွေကများသောအားဖြင့်အမျိုးသမီးတွေဖြစ်တယ်ပေါ့နော်ဆိုင်ကယ်တွေလည်းတော်တော်ရှုပ်တယ်အခု mini bus ပေါ်ကနေဆင်းပြီးတော့လမ်းလေးနည်းနည်းရှောက်သွားပါမယ်Grand 9ကျတော့ဘတ်900လောက်ကျမှာဆိုတော့ budget ချွေတာပြီးတော့ bus ပဲစီးလိုက်ပါတယ်နားရတဲ့အခန်းလေးကိုရောက်ပါပြီမျိုးရင်းနဲ့တော့နည်းနည်းတော့လှမ်းနေပေါ့နော်သူက3ထပ်တိုက်မှာမှအခန်းတစ်ခန်းချင်းစီငှားပေးထားတယ်ပြီးတော့6ညအိမ်မှာဆိုတော့ဒေါ်လာ86ပေါ့နော်မြန်မာငွေနဲ့ဆိုရင်2,600,000ဝန်းကျင်လောက်တော့ရှိတယ်တညချင်းစီဆိုရင်တော့4,400ပဲဆိုတော့မဆိုးပေါ့နော် wifi လည်းပါတယ်သူ parking လည်းပါတယ်ပြီးတော့ဒီအခန်းရဲ့ check in time ကတော့2နာရီပေါ့နော်နေ့က2နာရီ check out time ကတော့မနက်7နာရီပေါ့နော်ဒီခန်းလေးကိုလည်းလွန်ခဲ့တဲ့ September လလောက်ထဲကနေပေါ့နော်အကူတာကနေပြီးတော့ booking တင်ခဲ့ရပေါ့နော်အခန်းလေးကလင်းလင်းရှင်းရှင်းလေးနဲ့နေလို့လည်းကောင်းတယ်ပြီးတော့အပြင်က veranda လေးလည်းပါတယ်ခဏနားပြီးတာနဲ့ MRTC ပြီးတော့အနီးနားက shopping center တွေကိုသွားပါမယ်ဒီခီးရဲ့ရွေချက်ကဘန်ကောက်ဖွင့်ဖို့ရဲ့ပြီးရင်မွေးနေ့ပွဲလုပ်ချင်တဲ့အကြောင်းသွားခဲ့တာပေါ့နော်ဒါပေမဲ့ဒီအိမ်မတိုင်ခင်မှာရောဘောကအချင်းမိုင်ကိုအလုံးကိစ္စနဲ့သွားရတယ်အဲ့ချိန်မှာတခါတည်းသူဘန်ကောက်ဖွင့်ခဲ့လိုက်တယ်ပေါ့အဲ့တော့ဒီမှာလုံးဆရာမလို့ပဲနဲ့အဆင်ပြေဖြစ်သွားတာပေါ့နော်ပြီးရင်တော့ MRTC ဖို့ ticket ဖြစ်ပါတယ်ကိုသွားမဲ့နေရာကိုထောက်ပြီးတော့2ယောက်စာရွေးပြရနဲ့ကြားတင်ငွေလေးကိုထည့်လိုက်တာနဲ့တုံကင်ပြားလေးထွက်လာပြီပေါ့နော်အခု MRT Blue Line စီးဖို့စောင့်နေပါတယ်ပထမနေ့ရဲ့ activity လေးကတော့ဒီလောက်ပါပဲနောက်တစ်ပတ်ဗီဒီယိုမှာတော့ပတရားသွားခဲ့တဲ့အစီအစဉ်လေးကို share ပေးသွားမှာဖြစ်လို့စောင့်ကြည့်ပေးပါအောင်နော်